ညီငယ်ချလေကွာငါတို့ဟိုးတောင်ပေါ်စကန်လေးစီပြန်သွားရအောင်ကွာနော်ဒီမှာလူတွေပေါ်တယ်ကွာဟိုရင်လို့ငါတို့နှစ်ယောက်တည်းရှိတဲ့အချိန်ပြန်သွားရအောင်ကွာနော်မင်းကကျေရူကြည့်ပြီးအရေးအတွက်တည်ရေးအတွက်ပေါ့ငါတော့ဟိုးရင်လို့ခန်းလေးရနေပြီးတော့မင်းကိုကြည့်နေမယ်လေငါ့ကိုချစ်တယ်ဆိုညီငယ်ငါပြောတော့နားထောင်နော်လူတွေနဲ့ဝေးရမှာငါတို့တူတူနေကြမယ်လေနော်မင်းနဲ့ငါနဲ့အတူတူညနာတပည့်စိတ်ထဲဝင်လေကွာနော်လာသွားကြမယ်ဟာကျွန်တော်မခေါ်နဲ့ကျွန်တော်ညီငယ်ပါမလိုက်ပါညီငယ်ကိုပါခေါ်ပေးညီငယ်ကမနိုးတော့လေတားရဲ့